မင်္ဂလာပါမိကိုလေးတွေနဲ့ဆွေးနွေးကြရအောင်အရင်ဆုံးရှင်ရမင်းကိုယူပါပြီးရင်လှုပ်ပြီးရမင်းကိုချက်ပါပြီးရင်မိုးစားရလာချိတ်ဖဲပါပြီးရင်ဆက်ကူစကိုအချောက်ခံပြီးခောက်ဆွဲကိုဆက်ကူစထဲထည့်လိုက်ပါပြီးရင်ချီတိုများတွေကိုဖြတ်ပြီးကျဲပါပြီးရင်ချက်ဦးချီတိုများပေါင်မုံတွေကိုထည့်ပြီးစီပူထဲကြောပါပြီးရင်စားလို့ရပါပြီအလိုဆက်တော့ကြော်ထားတော့ရမင်းသုံးတစ်တည်းအရင်ဆုံးရှင်ရမင်းကိုယူပါပြီးရင်လှုပ်ပြီးရမင်းကိုချက်ပါပြီးရင်ချီတုစ်ပေါင်မုံအစအနများထဲပါပြီးရင်ဆက်ကူစကိုအချောက်ခံပြီးခောက်ဆွဲကိုဆက်ကူစထဲထည့်လိုက်ပါပြီးရင်ဇာရဲလာချိတ်တွေကိုဖြဲပြီးချိတ်ပါပြီးရင်ချက်ဦးချီတိုများပေါင်မုံတွေကိုထည့်ပြီးစီပူထဲကြောပါပြီးရင်စားလို့ရပါပြီအရင်ဆုံးရှင်ရမင်းကိုယူပါပြီးရင်လှုပ်ပြီးရမင်းကိုချက်ပါပြီးရင်မိုးစားရလာချိတ်ဖဲပါပြီးရင်ဆက်ကူစာရွက်ကိုအချောက်ခံပြီးရင်ခောက်ဆွဲကိုဆက်ကူစာရွက်ထဲထည့်ပြီးတွေကိုဖြတ်ပြီးခြေလိုက်ပါပြီးရင်ချက်ဦးနဲ့ချိတ်မုံမြက်တွေကိုထည့်ပြီးစီပူထဲကြော်ပြီးသုံးဆောင်လိုက်ပါထမဆုံးရှင်ရမင်းကိုရယူပါဆိုတဲ့မိကုံးတွေကိုတစ်သက်ခဲ့ပါတယ်ပြီးရင်လှုပ်ပြီးရမင်းကိုချက်ပါပြီးရင်မိုးစားရလာချိတ်ဖဲပါပြီးရင်ဆက်ကူစာရွက်ကိုအချောက်ခံပြီးခောက်ဆွဲကိုဆက်ကူစာရွက်ဖဲပါပြီးရင်ချိတ်တွေကိုဖြတ်ပြီးချိတ်ပါပြီးရင်ဂျုံမုံကျဲဦးနဲ့ချိတ်မုံမြတ်တွေကိုထည့်ပြီးစီပူထဲကြောပါပြီးရင်စားပြီးသုံးဆောင်လိုက်ပါနောက်မှတွေ့ကြမယ်